ဘုန်းကြီးရဲ့အယူရကဒါနပြုလင်ချမ်းသာတယ်ဆိုတာဒါနတော်ဘောဂဝါလောကမှာစိတဲ့ဥစ္စာတွေရရှိပြီးတော့ချမ်းသာကြတယ်ဆိုတာဒါနကိုအခြေခံတယ်လို့ပြောတာအမှန်တယ်တမန်ဗျာဒီဒါနလုပ်လို့ရှိရင်စိတဲ့ဥစ္စာကြွယ်ဝချမ်းသာတယ်ဆိုတဲ့ဟာအကြောင်းနဲ့အကျိုးဆက်ဆက်ပြောတဲ့သဘောကိုဆိုလိုတယ်ပေါ့နော်မှန်ပါဗျာခဏမြန်မာနိုင်ငံလူတွေဟာလှူးနေတာလှူးနေပြီးတော့အခုလူတဲ့လူတွေကအခုချမ်းသာတာမဟုတ်ဘူးသူကတင်ပါဗျာနော်အလှရှင်စည်ရင်ဝင်ဖြစ်ပေမဲ့လို့မြန်မာလူမျိုးတွေကိုဒီဒါနပြုတော်လဲဆင်းရဲနေတယ်ဆိုတာဆင်းရဲနေခြင်းအကြောင်းကတစ်ခုရှိတယ်။ဘာကြောင့်ဆင်းရဲနေတော့ဆိုလို့ရှိရင်ဆင်းရဲခြင်းအကြောင်းကဒါနလုပ်ရတဲ့နဲ့ဆင်းရဲတာဒါနကအကျိုးမပေးလို့ဆင်းရဲတာလားဆိုဒါနကအခုမှလုပ်တာဆိုရင်တင်ပါဗျာဒီဒါနရဲ့အကျိုးကို तू မခံစားရသေးဘူးတင်ပါဗျာဆိုလိုတာအခုမှပဲ तू တည်းပင်စဆိုင်ခါရှိသေးတယ်။တည်းသီးမရနိုင်သေးဘူးတင်ပါဗျာဆင်းရဲနေတာကြတော့တချို့ကိစ္စတွေကြတော့ကိုယ့်ရဲ့စီမံခန့်ခွဲမှုလုံလဝိရိယအသိပညာနဲ့သက်ဆိုင်တယ်မြန်မာလူမျိုးတွေရုပ်ဝတ္ထုဆင်းရဲနေခြင်းဟာဘုန်းကြီးအနေနဲ့တွက်ချက်ကြည့်တာတော့လက်တွေ့ကြတဲ့နည်းနဲ့ကြည့်မယ်ဆိုရင်မြန်မာလူမျိုးတွေကရှိတာလေးနဲ့ရောင်ရဲတင့်တတဲ့အကျင့်ရှိတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီပစ္စည်းရှာဖို့စ조사ဖို့ဆိုတဲ့နေရာမှာသူများတွေလောက်စီးပွားကိုအတက်တဲ့ရောဒီပြောမယ်ဆိုရင်သူတို့ site ထဲမှာစီးပွားရေးပဲတင်ပါဗျာနော် economy minded ပဲသူတို့ကတင်ပါဗျာဟုတ်တယ်မဟုတ်လားတင်ပါဗျာမွေးလာရတဲ့သူတို့လေ့ကျင့်ပေးထားတာတော့ပတ်စံမရှိရင်သေတာနဲ့အတူတူပဲဆိုပြီးတော့ပတ်စံရှိဖို့ပဲစ조사နေကြတယ်တင်ပါဗျာမြန်မာလူမျိုးတွေကအဲ့ဒီလိုအတွေးမျိုးမရှိသည့်အတွက်ကြောင့်ပတ်စံမရှိလဲသူ့မှာတုံလုံးမှုမဖြစ်ဘဲနဲ့ရှားတာလေးနဲ့ကျင့်တတ်ရောင်ရဲပြီးတော့ချမ်းသာဖို့လို့စ조사တဲ့လူဟာဖုံဖုံတော့မတွေ့ရသလောက်ပဲတင်ပါဗျာမြန်မာပြည်ဟာရေမြေကောင်းတယ်ရေမြေကောင်းတော့စားစရာအလွန်ပေါ်တယ်အဲ့တော့ဗမာလူမျိုးတွေဆင်းရဲနေခြင်းဟာအလွယ်တကူရနေသည့်အတွက်ကြောင့်မကြိုးစားခြင်းဟာအကြောင်းတစ်ခုလို့ဘုန်းကြီးကတော့အလိုမြင်ပါတယ်တင်ပါဗျာမကြိုးစားလို့ဒီဒါနဒီကနေ့ဒါနဝါသနာပါနေတာဟာသူကလောကမှာလူတွေဟာဒါနကြောင့်ချမ်းသာတယ်ဆိုတာကမွေးရတဲ့တထဲရင်ဖြစ်တာမျိုးကိုဆိုလိုတယ်ပေါ့တင်ပါဗျာတင်ပါဗျာမွေးရတဲ့တထဲရင်မွေးလာတယ်ဒါနမရှိတဲ့လူကမွေးတဲ့အခါမှာဆဲသားအိမ်တော့မွေးတယ်တင်ပါဗျာတထဲသားဖြစ်ရတဲ့နဲ့ဗမာလူမျိုးဗမာတွေဆင်းရဲတာတွေရှိတယ်လေတင်ပါမှန်ပါဗျာတထဲသားဖြစ်ပြီးတော့သူကအလုံးမကြိုးစားခြင်းဘူးပြင်းတယ်တင်ပါဗျာမိဘပစ္စည်းပဲသူကသုံးဖြုံပြီးတော့နေတယ်ဆိုတော့ဗမာပြည်ကတထဲသားတွေရှိတယ်လေတင်ပါဗျာမှန်ပါဗျာနော်အဲ့ဒါဆင်းရဲမွဲတေခြင်းကတော့မကြိုးစားခြင်းဟာဒါအဓိကကြတယ်လို့ထင်တယ်ဗမာပြည်ဘာကြောင့်မကြိုးစားတော့လို့အကြောင်းရှာလိုက်ပြန်တော့အလွယ်တကူဖြစ်နေလို့မကြိုးစားတာတင်ပါဗျာတင်ပါဗျာတော့အလှတန်းနဲ့ရွယ်အကုန်လုံးတက်ရဲ့သက်ဆိုင်မှုမရှိဘူးတင်ပါဗျာအဲ့တော့မြန်မာလူမျိုးတွေကဒီဘဝအလှတန်းရှိရင်နောက်ဘဝတော့တထဲအိမ်ဖြစ်ကြမှာပဲလို့သူတို့ဆိုပါတယ်တင်ပါ